အာလူကတက်လေးကြော်လေးပါအာလူကတက်လေးငကြော်ကိုဘာလုပ်လိုက်လဲဆိုရင်ခေါင်းလေးကိုဒီတက်တွန်လေးနဲ့ညက်လေးထောင်းလိုက်တယ်အယိုးလေးတို့ပါရောငကြော်ထောင်းလေးပါရိုးတော့ပါရိုးတော့မညက်တော့ဖယ်စားရမယ်အာလူထောင်းမယ်ဒါကြော်လိုက်တာမကြော်တဲ့ဟာအာလူကတက်လေးနဲ့လိုက်ဆောင်ကတော့ဒါညကြားရည်အစိမ်းဖြော်တာညာရည်အစိမ်းဖြော်မယ်ဆိုရင်စက်သွန်ပြူနဲ့စက်သွန်မြုပ်ပြီးလော်မုံတွေကိုညက်နေအောင်ထောင်းတယ်ညာရည်စိမ်းထည့်တယ်ပြီးလို့ရှိရင်ချုံမုတ်ထည့်စီနဲ့ဆန်းတယ်စီနဲ့စားနိုင်ရချော်နေတယ်လူစားမယ်ဆိုရင်ဒီကငါးလေးကိုဒီပေါ်မှာဆန်းမယ်ကြောတောင်းလေးစက်သွန်လေးနဲ့ကြောနဲ့ထောင်းရန်ကောင်းစက်ကြဒါလေးကကြောထောင်းလေးအယိုးကတော့ဖယ်စားရမယ်အာလူခက်တလေးကြော်လေးရအပီလေးငလာလေးနဲ့နင်းငယ်ပြီးရင်ဒီမှာပါတယ်ငါကြော်တောင်းလေးထည့်ပြီးတော့ကောင်းဟုတ်ပြီပါ